မွေးမြူရေးလုပ်ငန်းကိုစီအားထက်သန်စွာနဲ့စတင်ခဲ့ကြပြီမယ်။တော်တော်များများသောမွေးမြူရေးသမားတွေဟာဘာကြောင့်များအရှုံးပေါ်ပြီးလုပ်ငန်းကိုလက်လျှော့ထွက်ကြရတယ်လဲ။ဒီမေးခွန်းကိုကျွန်တော်တို့အရင်ဆုံးစဉ်းစားကြည့်ဖို့လိုပါပဲ။အဖြေကတော့ရှင်းရှင်းလေးပါပဲ။မွေးမြူရေးလုပ်ငန်းတိုင်းရဲ့အကြီးမားဆုံးအတားအဆီးဖြစ်တဲ့အစာဖိုးကုန်ကျစရိတ်ကိုမနိုင်ကြလို့ပါပဲ။ဝင်ငွေဘလောက်ကောင်းကောင်းအစာဖိုးက80%လောက်အထိယူသွားမယ်ဆိုရင်တင့်အတွက်ဘာအမြတ်အစွန်းမှအကျန်းတောင်မှမဟုတ်ပါဘူး။ဒါပေမဲ့အဲ့ဒီလိုကြီးမားလာတဲ့အစာဖိုးကုန်ကျစရိတ်ကိုအရင်းနှီးအ ਨੇ ဆုံးနဲ့ထက်ခွက်ကျော်အထိရှော့ချပြနိုင်မယ်တကယ်လူ့ခွက်ချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့အေဇိုလာလို့ခေါ်တဲ့သဘာဝအရေးမော်ပင်လေးကိုအသုံးပြုခြင်းပါပဲ။ဒီနေ့ဗီဒီယိုမှာတော့အေဇိုလာကိုသုံးပြီးငါးမွေးမြူရေးအပါအဝင်တနိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းတွေကိုဘယ်လိုအောင်မြင်အောင်လုပ်မလဲဆိုတာပြောပြပေးတော့မှာပါ။အေဇိုလာဆိုတာတာမန်ရေပေါ်မှာပေါက်နေတဲ့မော်ပင်မဟုတ်ပါဘူး။သူ့မှာငါးတွေတရိษံတွေအထွားမြန်စေဖို့မရှိမဖြစ်လိုအပ်တဲ့ပရိုတင်းဓာတ်25ကနေ30%ထိပါဝင်ပါတယ်။ဒါအပြင်ဗီတာမင်နဲ့သတ္တုဓာတ်တွေကျွဲဝလို့တဘာဝကပေးတဲ့အာဟာရတုံးလီလိုတောင်တင်စားခေါ်ဝေါ်ကြပါတယ်။အံ့ဩစရာအကောင်းဆုံးကတော့သူ့ရဲ့ကြီးထွားနှုန်းပါပဲ။ကန်လေးတစ်ခုဖန်တီးပြီးတစ်ခါလေးမျိုးဆိုင်ထားရုံနဲ့3-4ရက်အတွင်းမှာတင်နှစ်ဆပွားလာတတ်တဲ့သတ္တိရှိပါတယ်။ဒါကြောင့်နေ့တိုင်းအခမဲ့ခူးယူပြီးကျွေးနေလို့ရပါပြီ။အေဇိုလာဟာငါးမွေးမြူရေးတစ်ခုတည်းအတွက်တည်းမဟုတ်ပါဘူး။ကြက်၊ဝက်၊ဘဲနဲ့နွားမွေးမြူရေးတွေအတွက်ပါအလွန်ကိုအသုံးဝင်တဲ့အစားအစာဖြစ်ပါတယ်။ဝက်စာကျွေးတဲ့အခါအသင့်စားဝက်စာစေးတွေနဲ့အေဇိုလာကိုရောကျွေးလိုက်ရင်ဝက်တွေအထွားမြန်တယ်လို့အစာဖိုးလည်းအယမ်းသက်သာသွားပါတယ်။ဥစားချက်အသားတိုးချက်နဲ့ဘဲတဲ့အတွက်ဆိုရင်လည်းအေဇိုလာကျွေးခြင်းအထိဥအထွတ်နှုံပိုကောင်းစေပြီးအကောင်တွေလည်းယောဂဗျာကင်ရှင်ကျန်းပါစေပါတယ်။ဒါဟာအစာဖိုးကို3ညနီးပါးအထိရှော့ချပေးပြီးတင့်ရဲ့အတက်နဲ့အမြတ်ငွေကိုတိုက်ရိုက်တိုးပွားစေတဲ့နီလန်ကောင်းတစ်ခုပါပဲ။ဒီတော့အိမ်နောက်ဖဲမှာတာဘော်လင်ကန်လေးတွေနဲ့ငားမွေးမယ်။ဘေးမှာအေဇိုလာကန်လေးတွေလှုပ်ထားမယ်။ငားတွေကြက်တွေဘဲတွေကိုအေဇိုလာနဲ့တွဲကျွေးမယ်။ဒီလိုစနစ်ကျတဲ့ဗတ်စုံမွေးမြူရေးပုံစံမျိုးသားကိုသာအရင်ဒီအနှဲငယ်နဲ့စတင်နိုင်မယ်ဆိုရင်တလကိုသိန်းကနိုင်ရှိတဲ့ဝင်ငွေဆိုတာတကယ်ကိုလက်စုပ်လက်ကင်ပြနိုင်တဲ့အောင်မြင်မှုတစ်ခုဖြစ်လာမှာပါ။မိတ်ဆွေစီးပွားရေးတစ်ခုလုပ်ဖို့ဆိုတာငွေကြေးအရင်နီးကြီးကြီးမားမားရှိမှာမဟုတ်ပါဘူး။မှန်ကန်တဲ့နီးစနစ်ဇွဲလုံလာနဲ့စတင်ရတဲ့တတိရှိဖို့ဒါအရေးကြီးဆုံးပါပဲ။သူများစီမှာအခိုင်းအစေခံမဲ့တဲ့ကိုအိမ်ကိုခြံဝင်းထဲမှာအေဇိုလာစိုက်ပြီးကိုပိုင်မွေးမြူရေးလေးစတင်ကြည့်ပါ။တင့်ရဲ့ကြိုးစားမှုကတင့်မိသားစုရဲ့ဘဝကိုတေချာပေါက်ပြောင်းလဲပေးနိုင်ပါတယ်။ဒီဗီဒီယိုလေးကနေမိတ်ဆွေတို့အတွက်တကယ့်စီးပွားရေးအလင်းရောင်တစ်ခုခုရသွားမယ်လို့ယုံကြည်ပါတယ်။ဒီလိုလက်တွေ့ကြတဲ့စိုက်ပျိုးမွေးမြူရေးဗဟုသုတတွေဆက်ကြည့်ဖို့ channel ကို subscribe လုပ်ထားပေးကြပါအောင်ဗျာ။အားလုံးပဲအောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။